ငယ်ကလျင်မသင်ပညာနောင်တတရားရခြင်းရဲ့နံပါတ်1အကြောင်းကဘာလဲငယ်တုန်းကပညာမသင်ခဲ့လို့ရှိရင်ကြီးရင်နောင်တရတတ်တယ်ဟုတ်လားငယ်ကလျင်မသင်ပညာဥစ္စာမစုပစ္စည်းဥစ္စာရှာနိုင်တဲ့အရွယ်မှာပစ္စည်းဥစ္စာကိုမစုဆောင်ခဲ့ဘူးဆိုရင်လည်းပဲကြီးတော့နောင်တရတတ်တယ်ခန္ဓာကိုယ်ကြီးလာတော့စွမ်းအင်တွေကအကုန်လုံးရှုံရှုံကုန်ပြီဆုပ်ယုပ်ကုန်ပြီမရှာနိုင်တော့ဘူးမဖွေနိုင်တော့ဘူးအဲ့ဒီအချိန်မှာပစ္စည်းလက်မဲ့အဖြစ်ဖြင့်ဩငယ်ငယ်တုန်းကငါပစ္စည်းတွေတော့ရအောင်ရှာနိုင်ခဲ့တာပဲဒါပေမဲ့အဲ့ဒါတွေငါကောင်းကောင်းမွန်မွန်မစုမဆောင်ခဲ့တော့အခုဒီမှာပူလောင်နေရပြီဆင်းရဲနေရပြီဆိုပြီးတော့နောင်တရတတ်တယ်ငယ်ကလျင်မသင်ပညာဥစ္စာမစုဥစ္စာမစုလို့ပြောတာနော်ဥစ္စာမရှာလို့မပြောဘူးဟုတ်လားအေးဥစ္စာမစုရှာတာတဲ့စုတာကပို့ပြီးတော့အရေးကြီးတယ်ဘလောက်ပဲရအောင်ရှာမစုမဆောင်လို့ရှိရင်ဒုက္ခရောက်မှာပဲဟုတ်လားသုံးမယ်ဆိုရင်ရှာခြင်းတလောက်ရှာကိုအောင်သုံးလို့ရတာပဲဗျဟုတ်လားအဲ့ဒီတော့ကြီးတော့ပစ္စည်းဥစ္စာနဲ့ပတ်သက်တဲ့အယူဆတစ်ခုကရှာနိုင်ဖို့တဲ့စုဆောင်နိုင်ဖို့ကအရေးကြီးတယ်အဲ့လိုစကားလေးတွေကိုတိတိကျကျလေးနားလည်ရမယ်နော်အေးဒါကြောင့်ငယ်တုန်းကပညာမသင်ခဲ့ရင်နောင်တရမယ်ငယ်တုန်းကဥစ္စာမစုခဲ့ရင်ကြီးတော့နောင်တရမယ်ငယ်ကလျင်မသင်ပညာဥစ္စာမစုသူချစ်ကိုဖြက်သူတတသာသူချစ်ကိုဖြက်တဲ့နော်တပါးသောသူတို့ရဲ့ချစ်ချင်းတရားတွေကိုပြပြားစေတဲ့စကားမျိုးနော်ကိုပြောလိုက်လို့စီလုံးမှုတွေပြပြားသွားတယ်ချစ်တဲ့သူနှစ်ဦးရဲ့အချစ်တွေခန်းချောက်သွားတယ်အဲ့ဒါကြောင့်သူတို့စိတ်ဆင်းရဲသွားကြတယ်အဲ့ဒါမျိုးတွေကိုလုတ်ခဲ့ဘူးမယ်ဆိုရင်ကြီးလာတော့နောင်တရတတ်တယ်တဲ့ဟုတ်လားကိုယ်စကားကြောင့်လူသားအချင်းချင်းစီလုံးမှုမပြတ်ပြားစေသင့်ဘူးဟုတ်လားဘာကြောင့်လဲဆိုတော့စီလုံးမှုပြတ်ပြားပြီးတော့အမုန်းတရားတွေပွားသွားတယ်ဆိုရင်အကုသိုလ်အင်မတန်ကြီးတယ်ကိုကြောင့်သူတစ်ပါးအကုသိုလ်တွေအများကြီးကြီးသွားတာမို့လို့အဲ့ဒါနောင်တရစေတတ်တယ်ဟုတ်လားငယ်ကလျင်မသင်ပညာဥစ္စာမစုသူချစ်ကိုဖြက်သူသက်သစာစားရဟင်းဒီဟင်းရွက်အသီးအနှံတွေအများကြီးရှိပါလှဲ့ခင်နဲ့တနည်းအားဖြင့်ပန်းတကူအသားတွေဘာတွေလဲဝယ်စားမယ်ဆိုစားလို့ရပါလှဲ့ခင်နဲ့သူများအသက်ကိုကိုယ်တိုင်တတ်ပြီးတော့စားတာတနည်းအားဖြင့်ကိုကြောင့်သူများအသက်သေရတာကိုစားဖို့အတွက်ကိုပယောကမကင်းမဲနဲ့ပေါ့လေဟုတ်လားအေးအဲ့ဒါလို့သူများအသက်ကိုတတ်စားရင်လည်းပဲကြီးတော့နောင်တရတတ်တယ်ဒီခန္ဓာကိုတည်တံ့ရေးအတွက်ငါလုပ်ခဲ့တာဘာမှလည်းအနှစ်ရှိတာလည်းမဟုတ်ဖေးနဲ့ဟုတ်လားအဲ့ဒါလို့ကြီးတော့အတိကလေးတွေကလည်းရှိလာမှလေငယ်ငယ်ရွယ်ရွယ်အဲ့ဒါလို့တောင်းတောင်းချမ်းချမ်းအစားအသောက်အတွက်နဲ့ပါဏာတိပါဒမှုတွေအများကြီးပြုခဲ့ရင်နောင်တရတတ်တယ်ငယ်ကလျင်မသင်ပညာဥစ္စာမစုသူချစ်ကိုဖြင့်သူတတ္တဆာသူမရ၌ပြမတုံပြီဟောမိမတွေမတုကာမတွေအများကြီးရှိပါလှဲ့ခင်နဲ့သူတစ်ပါးပိုင်နဲ့မလွတ်မလပ်အမျိုးသမီးနဲ့မှငါဒီလိုဖောက်ပြားမှုဖြစ်ရတယ်လို့ကြီးတော့နောင်တရတတ်တယ်အမျိုးသမီးဒီဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းပဲငါမှကာမပိုင်လင်ယောက်ျားရှိပါလှဲ့ခင်နဲ့ငါသစ္စာတွေပြက်ခဲ့တယ်လို့ကြီးတော့နောင်တရတတ်တယ်ဒါကိုချက်ပြီးတော့တွေးရမယ်နော်အဲ့ဒီကိစ္စကလည်းအင်မတန်ကြီးကျယ်တဲ့ကိစ္စကြီးတစ်ခုပဲဟုတ်လားအေးဒါကြောင့်လွန်ကျူးမိရင်နောင်တတွေနဲ့ပူပန်ရတတ်တယ်နော်သူချေကိုဖြတ်သူတတ္တသသူမရ၌ပြမတုံပြီပစ္စည်းရှိလျက်ဆိုးစီမလှူဟောပစ္စည်းဥစ္စာပြည့်စုံမှလှဲ့ခင်နဲ့လှူမယ်ဆိုရင်လှူနိုင်မှလှဲ့ခင်နဲ့မလှူခဲ့ဘူးမပေးခဲ့ဘူးနှမျောခဲ့တယ်ဝန်တိုခဲ့တယ်ဒါကလည်းခက်တော့ခက်ကြီးပဲလှူနိုင်ဖို့အတွက်ပစ္စည်းဥစ္စာဘယ်လောက်ရှိရမယ်လို့သတ်မှတ်ချက်ကတော့မရှိဘူးနော်ဘယ်လောက်ရှိမှလှူရမယ်လို့သတ်မှတ်ချက်မရှိဘူးနည်းနည်းရှိလဲနည်းနည်းလေးတဲ့ကသာကိုလှူခြင်းရင်လှူလို့ရတာပဲကိုမလှူခြင်းရင်တော့အများကြီးရှိလဲလှူလို့မရဘူးအဲ့တော့လှူရေးတန်းရေးမှာပစ္စည်းဥစ္စာကအဓိကကြတာမှန်ပေမဲ့လို့တရားတရားကပစ္စည်းဥစ္စာတဲ့ပူပြီးတော့အဓိကကြတယ်သူမရှိရင်ဘာမှကိုမလှူနိုင်ဘူးပစ္စည်းမရှိပေမဲ့လို့တရားတရားရှိမယ်ဆိုရင်တော့ဟုတ်လားဆွန်ကလေးတစ်စုံရေကလေးတစ်မှုတ်ဒီလောက်ကလေးကတော့လူတိုင်းပေးနိုင်တယ်နော်အေးဒါကြောင့်ပစ္စည်းရှိရတဲ့မလှူခဲ့လို့ရှိရင်ကြီးလာတော့ဩငါမယ်ကုသိုလ်ကောင်းမှုတွေလှုပ်ခွင့်ကြုံရတဲ့ငါမလှုပ်ခဲ့ဘူးငါမိုက်ခဲ့တာလို့နောင်တရတတ်တယ်တဲ့
ငယ်ကလျင်မသိပညာဥစ္စာမစုသူချစ်ကိုဖြက်သူတတဆာသူမရနိုင်ပြမတုံပြီးပစ္စည်းရှိလျက်ဆိုးစီမလူ6မျိုးရှိသွားပြီနော်မွေးမြူမိဘမပြူကြနဲ့ဟုတ်လားမိဘနှစ်ပါးအသက်ထင်ရှားရှိပါလေကဲနဲ့ကိုယ့်ပေါ်မှာမေတ္တာအကြီးဆုံးဖြစ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကိုယ့်ပေါ်မှာကျေးဇူးအကြီးဆုံးဖြစ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကိုကျေးဇူးတရားတုံ့ပြန်ရကောင်းမှမသိဘူးမေတ္တာတရားနဲ့တုံ့ပြန်ပြီးတော့ချစ်ရကောင်းမှမသိဘူးမိဘကိုမွေးခဲ့ရကျွေးခဲ့ရကောင်းမှပြုစုရကောင်းမှယူရကောင်းမှမသိခဲ့ဘူးဆိုရင်အဲ့ဒါမိဘတွေလည်းဆုံးမသွားပြီကိုကမိဘနေရာရောက်လာပြီအသက်တွေတဖြည်းဖြည်းကြီးလာပြီဘဝနောက်ကြောင်းလေးပြန်ပြီးတော့ကြည့်လိုက်တော့ဩငါမိုက်ခဲ့တာအမေဖေကိုလွမ်းဆွတ်တန်းတပြီးတော့ငါဘာမှဝတ္တရားမကြည်ခဲ့ဘူးဆိုပြီးတော့နောင်တတွေရလိမ့်မယ်တဲ့ဘယ်နှပါးရှိသွားပြီ9ပါးရှိသွားပြီအေးပြီးတော့ကိုယ့်ရဲ့အုပ်ဆိုးတဲ့ဖခင်ကိုကလန်ကရှံပြန်ပြီးတော့လုခဲ့ရင်လည်းပဲဩငါဖခင်ကငါ့ကိုလိမ္မာစေခြင်းလို့ဆုံးမတာငါကနားမထောင်ခဲ့ဘူးမထေမဲ့မြင်ပြုတ်ခဲ့တယ်ဆိုပြီးတော့လည်းပဲနောင်တရတတ်တယ်ဘယ်နှမျိုးရှိပြီလို့8ချက်ရှိသွားပြီနော်မွေးမြူမိဘမပြူကြနဲ့ပညာရှိထံဤခံမမှတ်အမျက်မကျင့်ဤဆယ်စင်ငါကုကုမြောက်ကပညာရှိသူတော်ကောင်းတွေလောကရဲ့အကြောင်းဘဝရဲ့အကြောင်းနားလည်ကြတဲ့ပုဂ္ဂိုလ်တွေဆင်းရဲကြောင်းချမ်းသာကြောင်းကိုနားလည်ကြတဲ့သိကြတဲ့ပုဂ္ဂိုလ်တွေလောကကြီးမှာအများကြီးပဲရှိတယ်အဲ့ဒါတွေကိုဆင်းရဲကြောင်းကဘာလဲလို့မေးရကောင်းမှမြင်ရကောင်းမှမသိဘူးချမ်းသာကြောင်းကဘာလဲလို့မေးရမြင်ရကောင်းမှမသိဘူးတန်တရားဆိုတာဘယ်လိုနိဗ္ဗာန်ဆိုတာဘယ်လိုထင်ရှားရှိနေတဲ့ဒီငြိမ်းချမ်းကြောင်းတရားတွေနဲ့သိနိုင်ခွင့်မြင်နိုင်ခွင့်ရှိနေတဲ့အခါမှာသိတဲ့မြင်တဲ့ပုဂ္ဂိုလ်တွေရှိလဲရှိနေပါလှဲ့ခင်နဲ့ကိုမမေးခဲ့ဘူးနီးမခံခဲ့ဘူးမစူးစောင်းခဲ့ဘူးအဲ့ဒီပုဂ္ဂိုလ်ရဲ့ထံမှာချင်းကပ်ပြီးတော့တပည့်မခံခဲ့ဘူးမနတွေနဲ့တင်းပြီးတော့ဟုတ်လားအသိဉာဏ်ဆိုတာတူးစီကနဲ့တူးစီးဆင်းသွားရတဲ့သဘောမျိုးရှိတာကိုဗျာဟုတ်လားစကလုံးတွေကနေတခြင်းအတိပ္ပယ်ဖွင့်ဆိုချက်တွေနဲ့နားလည်ကြရတာမဟုတ်လားအေးဒါကြောင့်ပညာရှိသူတော်ကောင်းအသိအမြင်ရှုရှာတော်မူကြတဲ့ကျေပြန့်တော်မူကြတဲ့ပုဂ္ဂိုလ်ကြီးတွေရှိပါလှဲ့ခင်နဲ့ကိုကျိုးစည်းပွားအစစ်အမှန်ကိုမေးမြန်းရကောင်းမှမသိတပည့်ခံရကောင်းမှမသိတော့ကြီးတော့အဲ့ဒါဘာဖြစ်လဲဆိုတော့တောထဲမှာကျွဲကန်းကြီးလျှောက်သွားနေသလိုမျိုးဘာတရားမှမသိဘာအကျိုးအကြောင်းမှမသိချမ်းသာကြောင်းလည်းမသိဆင်းရဲကြောင်းလည်းမသိဘာမှမသိဘဲနဲ့ရှင်ကန်းတော်တို့ပေါ့နော်အေးအဲ့ဒါလိုနဲ့မှားယွင်းတဲ့အလုပ်တွေကိုလုံးမိတက်ပြီးတော့မှန်ကန်တဲ့အလုပ်တွေနဲ့လွဲချော်တက်ပြီးတော့နောင်တတွေနဲ့ပူရတတ်တယ်တဲ့သူကတော်တော်ကိုအရေးကြီးတယ်လို့ထင်တယ်ဗျနော်ပညာရှိထံဤခံမမှတ်အမျက်မကျင်ဤဆယ်စင်ငါနောက်ဆုံးတရားကတော့ငယ်ရွယ်တဲ့အချိန်ခန္ဓာကိုယ်ဆွမ်းအားဉာဏ်ဆွမ်းအားစိတ်ဓာတ်ဆွမ်းအားတွေလည်းရှိသူတော်ကောင်းတရားကိုဘယ်လိုကျင့်ရတယ်ဆိုတဲ့နိလန်းတွေကိုလည်းပြည့်ပြည့်စုံစုံသိတယ်အားလုံးအယံသင့်ဖြစ်နေခဲ့ပါလှဲ့ခင်နဲ့မြတ်သောအကျင့်ကိုအကြောင်းအမျိုးမျိုးကြောင့်မကျင့်မိဘူးဘိဒ္ဓဟိအကြောင်းတွေတော့မပြောတော့ဘူးဗျအကြောင်းအမျိုးမျိုးကြောင့်ပါလားဟုတ်လားအမျက်မကျင့်ရခြင်းရဲ့အကြောင်းအမျိုးမျိုးအကြောင်းကိုပြောမယ်ဆိုရင်တရားကတဏှာကြီးအတွင်းအဲ့ဒီအကြောင်းအမျိုးမျိုးတွေပြောနေတာနဲ့ပြီးတော့မှမဟုတ်တော့ဟင်တရားမကျင့်နိုင်ခြင်းရဲ့အကြောင်းအမျိုးမျိုးတွေအများကြီးမရှိဘူးလားရှိတယ်အဲ့ဒါပါလဲဆိုတော့ကိုယ်အတွေးလေးနဲ့ကိုယ်အဟုတ်ကြီးမှန်နေတာအဲ့ဒါပဲတရားမကျင့်ခြင်းရဲ့အကြောင်းအမျိုးမျိုးကိုအကျဉ်းချုပ်လိုက်ရင်ဒကာကြီးရဲ့အဲ့ဒါပဲဗျကိုယ်အတွေးလေးတွေကိုကိုယ်အမှန်ထင်နေတာဟုတ်လားကိုယ်အတွေးကိုကိုယ်အမှန်ထင်နေတာဘုရားအစရှိတဲ့ပညာရှိသူတော်ကောင်းကြီးတွေကမြတ်သောခြင်းကိုကျင့်လို့သူတို့ကတော့မေတ္တာကရုဏာပြဋ္ဌာန်းပြီးတော့ပြောတာပဲကိုယ်လည်းကြားတာပဲသိတာပဲဒါပေမဲ့သူတို့ခိုင်းတာကိုအကောင်အထည်ဖော်ပြစ်တာများသလားကိုယ်အတွေးတွေကခိုင်းတာတွေကိုအကောင်အထည်ဖော်ပြစ်တာများလားအေးအတွေးတွေကလည်းအမျိုးကိုစုံနေတာပဲလူအများကြီးရဲ့အတွေးကိုပြောနေတယောက်တည်းရဲ့အတွေးကိုအမျိုးမျိုးရှိလိမ့်မယ်ဟုတ်လားအဲ့ဒီအတွေးပေါင်းစုံတို့ရဲ့လှည့်စားချက်ဓာန်ကိုမိပြီးတော့ခွန်အားတွေရှိတုံးကမြတ်သောအကျင့်ကိုမကျင့်လိုက်မိဘူးတဲ့အဲ့ဒါအသက်ကြီးလာအိုမင်းလာတော့သေပေါက်သေဝရောက်လာပြီဆိုတော့နောင်တတွေနဲ့ပူရတတ်တယ်နောင်တတရားဘယ်နှမျိုးလဲ10မျိုး